Hello မင်္ဂလာပါအခုတကဘာလုံးမှာဖြစ်နေတဲ့ကိစ္စတွေကိုပေါ့နော်ကျမအနေနဲ့ကတော့ဘာမှမပြောချင်ဘူးเนาะဒါပေမဲ့ခဏတို့လက်ခံနိုင်တဲ့အတိုင်းအတာရှိရင်လက်ခံကျက်သုံးကြပါเนาะလက်မခံနိုင်တဲ့အတိုင်းအတာရှိရင်တော့ကိုယ့်သဘောပဲဒါကဘယ်သူမှဆိုလွတ်လပ်စွာဘယ်လိုခေါ်လဲလွတ်လပ်စွာလှုပ်ဆောင်နိုင်ခွင့်ရှိတယ်ဒါပေမဲ့ကျုပ်ရဲ့လှုပ်ဆောင်ချက်ကနေပြီးတော့ထိရှသွားရင်တော့ခင်ဗျားတို့အတွက်ခင်ဗျားတို့လှုပ်ချင်သလိုလှုပ်တဲ့အရာဒီကျုပ်ရဲ့ထိရှမှုအတွက်ခင်ဗျားတို့အတွက်ဆိုးကျိုးပဲရမယ်ဆိုတာသိတာပါအဲ့တော့ကျမကြိုတင်ပြောဆိုနေတာနေတဲ့ကိစ္စဒီကျမမဟုတ်ဘဲနဲ့ဘယ်တော့မှကျမမပြောဘူးမမှန်ဘဲနဲ့ကျွန်တော်မပြောဘူးဒီအတွက်ကြောင့် bla 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 လို့သမားတွေတတိထားကြပါတကဘာလုံးကိုကျမလှုပ်ခါနိုင်အောင်လှုပ်ဆောင်နိုင်တဲ့မှန်ကန်တဲ့လုပ်ရဆိုတာကျမယုံကြည်ချက်အပြည့်နဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လှုပ်ဆောင်ခြင်းဖြစ်တယ်အဲ့တော့ခမများတို့ဟာခမများတို့เนาะလိမ်လည်မှုပဲလှုပ်ခြင်းတလို့ပဲလှုပ်ကျုပ်ကတော့ဂရုမစိုက်ဘူးเนาะပြန်ပြီးတော့ခမများတို့မှန်ကန်မလှုပ်သေးကျမတော့ပြန်ပြီးတော့အဖတ်ဆက်ပေးမှာမဟုတ်ဘူးအဲ့ဒါကိုသိထားကြပါเนาะအဲ့တော့အခုမြန်မာနိုင်ငံအရေးကိုကြုံပြောမယ်ရုရှားလည်းဒီအတိုင်းပဲမြန်မာတရုတ်လည်းဒီအတိုင်းပဲเนาะတကယ်တော့တရုတ်ဒီကမ္ဘာမှာကိစ္စเนาะကြားပြန်ကိစ္စအဲ့တော့ကျုပ်ပြောတဲ့တကမ္ဘာလုံးကိုကြားပြန်ကိစ္စကိုဖြေရှင်းကြပါလို့เนาะပါဝင်ပတ်သက်မှုတွေကအများကြီးရှိတယ်တကမ္ဘာလုံးကိုလွှမ်းမိုးနေတယ်ဆိုတာကျုပ်ပြောတယ်အဲ့တော့ခင်ဗျားတို့လှုပ်တဲ့နိုင်ငံတွေမလှုပ်ဆောင်ကြရင်တော့ဆိုးကျိုးကတော့တွေ့လိမ့်မယ်ဆိုတာသိကြပါမယ်အဲ့တော့တရုတ်ဒီသူ့လှုပ်ဆောင်ချက်ဒီတကဘာလုံးကိုမကောင်းတဲ့ဒုစရိုက်လုပ်ငန်းတွေနဲ့လွှမ်းမိုးတဲ့နိုင်ငံဖြစ်တယ်ဒါအတွက်ကြောင့်မို့လို့သူတို့နိုင်ငံမှာရှိတဲ့တရုတ်နိုင်ငံသားတွေဒီဘယ်နိုင်ငံသွားနောက်ပိုင်းကြလို့ရှင်ဘာတွေဖြစ်မယ်ဆိုတာခင်ဗျားတို့သိကြပါအဲ့တော့ခင်ဗျားတို့တွန်းလှန်အားဒီတရုတ်နိုင်ငံအတွက်နော်တရုတ်ပြည်သူတွေအတွက်တွန်းလှန်နိုင်အားဒီတရုတ် CCP အဖွဲ့အစည်းရဲ့ဆိုးကျိုးဆိုတာသူတို့မသိအဲ့မသိတဲ့အတွက်ခင်ဗျားတို့နိုင်ငံတိုးတက်ဖို့အတွက်အခုစစ်ရေးအရာလဲသူတို့နော်ပါဝင်ပတ်သက်မှုတွေကသူများနိုင်ငံကိုပါဝင်ပတ်သက်မကောင်းတဲ့နိုင်ငံတွေမှလည်းသူကအားပေးအားမြောက်လုပ်တဲ့လူတန်းစားဆိုတော့ဒီအစိုးရဒီပြုတ်ကြမယ်ဆိုတာကျွန်မကြိုတင်ပြီးပြောပြီးသားဖြုတ်ချမယ်ဆိုတာလဲကြိုတင်ပြောပြီးသားအလိုနေရင်ပြုတ်ကြမယ်ဆိုတာလဲကြိုတင်ပြောပြီးသားမပြောတာမရှိဘူးเนาะသူတို့ရဲ့အတွက်ကဘိန်းလုပ်ငန်းမူရေးစေဝါလုပ်ငန်းနဲ့သူတို့လုပ်ကင်တဲ့လူရဲ့အတွင်းကလေးစားတွေထုတ်ရောင်းတာလဲသူတို့ပဲငွေလင်ကိုင်းဆိုတဲ့သူတို့ပဲနောက်ပြီးတော့ကမ္ဘာမှာရှိတဲ့ virus ပိုးเนาะ COVID-19 ဆိုတဲ့သူတို့ပဲအဲ့တော့ဒီအရာဒီသူတို့အတွက်စိုးကျိုးပဲဆိုတာသိကြပါအဲ့တော့မြန်မာနိုင်ငံအရေးဒီအရာနဲ့ဆက်ဆက်နေတဲ့အတွက်သူလုံနေတဲ့ criminal ကိစ္စကိုအသာထားပြီးတော့အကုန်ဆွဲစီလို့ရတယ်ဆိုတာဒီကဘာတိအောင်ကျွန်မပြောပြလိုက်ရတဲ့အတွက်ငိုးရင်လည်းသူတို့ပဲမြန်မာဒီအတူတူပဲမူရဂိုင်းကောင်းဆောင်တွေကိုတရုတ်ပြည်ကဂိုင်းကောင်းဆောင်တွေကိုခိုအောင်ခွင့်ပေးတယ်ကဘာမှာနော်ကဘာကလိုအပ်တဲ့မူရဂိုင်းကောင်းဆောင်ကိုဟိုးအရင်တည်းကသူတို့လက်ခံပေးထားတယ်အဲ့တော့မြန်မာပြည်ဒီနော်နဲ့လာတဲ့စစ်ရေးကိစ္စကလည်းပြောစရာဖြစ်လာတယ်အဲ့ဒီအတွက်ကြောင့်မို့ကျွန်မပြောတာကတကဘာလုံးဖြည့်ရှင်းချက်ဒီမူရဂိုင်းဤအဓိကအရာအချက်ဖြစ်တယ်မြန်မာအစိုးရဒီမူရဂိုင်းသာမကနော်လူကုန်ကူးမှုဂိုင်းလည်းပါတယ်ငွေလင်ဂိုင်းလည်းပါတယ်လူအတွင်းကလေးစားရောင်းတာလည်းပါတယ်ဒီအတွက်ကြောင့်မလို့မကောင်းတဲ့ဒုစရိုက်လုပ်ငန်းတွေမှန်သမျှဒီတရုတ်နဲ့မြန်မာဒီအဓိကနောက် second like ကကမ္ဘောဒီးယားအဲ့တော့ထိုင်းကလည်းကမ္ဘောဒီးယားကိုအပြတ်ဖြေရှင်းပါလို့ကျွန်မပြောတယ်ကျွန်မအားလုံးမှန်ဖို့ပေးမှုလုပ်ပေးမယ်အမေရိကန်ကကာကွယ်ကြိုက်သလိုကာကွယ်မရဘူးဆိုတာထိုင်းအစိုးရသိပါကျွန်မအတန်တန်အလီပြောနေတယ်
နော်ဖြည့်ရှင်းချက်ကိုဒီဇိုင်းမမှန်ဖြည့်ရှင်းပါလို့ကျွန်မပြောပြီးသားအဲ့တော့ခင်ဗျားတို့သဘောပဲခင်ဗျားတို့ဖြည့်ရှင်းနိုင်တဲ့စိတ်ရှိရင်ဖြည့်ရှင်းတာချက်ဒီကျွန်မကြားရမှာပဲကြားတယ်တချို့တဲ့ဝက်ကြားပါတယ်ဒါပေမဲ့ဒီကြားတယ်ဖြည့်ရှင်းချက်ကိုဆက်လုပ်ဆောင်ပါနော်အဲ့တော့ရုရှားကိုလည်းဒီအတိုင်းပဲဥရောပကဖြည့်ရှင်းချက်ဒီဒီဇိုင်းမမှန်လုပ်နေတဲ့အတွက်ဆက်ပြီးတော့လှုပ်ရှားပါဥရောပတစ်ခွင်လုံးပြကြပြီးသားမှတ်တော့ဒါနောက်ဆုံး finalist ပဲတကမ္ဘာလုံးအတွက် finalist အချိန်ဖြစ်သွားပြီဖြည့်ရှင်းချက်ဒီနော်တကမ္ဘာလုံးဖြည့်ရှင်းချက်ဒီ finalist ဖြစ်သွားပြီအခုတရုတ်နဲ့ပေါင်းပြီးတော့ Saudi ကနော်တရုတ်နဲ့ပေါင်းပြီးတော့ Saudi ကနော်သူတို့အင်အားခွန်အင်အားတွေမရှိဘဲနဲ့တရုတ် Saudi ကတရုတ်နဲ့သွားပေါင်းတယ်အဲ့တော့အဲ့ဒီပေါင်းတဲ့အကျိုးရလဒ်ဒီ Saudi ဒီခံစားရမယ်ဆိုတာကျွန်မအကျိုးပြောထားပြီးသားခမည်းတော်လှုပ်ဆောင်ချက်ကဒီ Israel ကိုလှုပ်တာ Saudi နဲ့ပေါင်းမှမဟုတ်ဘူး Saudi China နဲ့ပေါင်းမှမဟုတ်ဘူးခမည်းတော်ဘာသာခမည်းတော်ညီညွတ်ရင်နော်ညီညွတ်မှုရှိရင်မိဒရိတ်နိုင်ငံတွေနဲ့ပေါင်းပြီးတော့ Israel ကိုလုံနိုင်တယ်ဆိုတာခင်ဗျားတို့မသိဘူးအဲ့တော့မသိတဲ့အတွက်ကြောင့်ဒီတရုတ်ကိုဘယ်သူမှပေါင်းသိဆက်ဆံလို့မရတဲ့တကမ္ဘာလုံးရဲ့ရန်သူဆိုတာခင်ဗျားတို့သိဖို့လိုတယ်ဖြုတ်ချဖို့ဆိုတာကျွန်မခင်ဗျားပြုတ်ပြောနေတာခင်ဗျားတို့လက်မခံဘူးလက်မခံရင်တော့နေတဲ့ရွေးရတော့ဘယ်လိုခေါ်မလဲစိုးကျုံနဲ့ပဲတွေ့မှာပဲတေချာပေါက်ပဲဒါခင်ဗျားတို့မယုံရင်နေလိုက်ကျုပ်ကအမြဲတမ်း bla 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 လာမလုပ်ဘူးလာလည်းမလုပ်နိုင်ဘူးကျုံမှာကိုယ်အလုံးနဲ့ကိုနော်ဒီတကဘာလုံးအရေးဒီကျမဒီမှန်ကန်သောသစ္စာနဲ့ပရာဟိတလုပ်ပေးနေခြင်းဖြစ်သည်မိသူတူတယောက်ဤကူညီနဲ့ကျုပ်လှုပ်ဆောင်နေခြင်းမဟုတ်ပါကိုတကူတော့တယောက်ဒီကိုဟာကိုနော်အသင်းအဖွဲ့မရှိပဲကိုကျုပ်တယောက်တည်းတကဘာလုံးငင်းချအောင်ကျုပ်လုပ်နေတာအဲ့တော့ဘုရားသခင်မှာကျုပ်တောင်းဆိုတယ်ကျုပ်တောင်းဆိုတယ်ဘာတောင်းဆိုလဲဆိုတော့ကျုပ်ဒီမှန်ကန်သောလုပ်ရကြောင့်တကဘာလုံးငြိမ်းချမ်းပါစေဆိုတဲ့တောင်းဆိုချက်အပြည့်နဲ့ကျုပ်လှုပ်ဆောင်နေတာအဲ့တော့ခမည်းတော်အတူအယောင်တွေအကုန်ပြုတ်ပြီဆိုတာသိကြပေါ့ဆိုတာဘုရားသခင်ကအလိုတော်အတိုင်းကျုပ်ကိုပေးဆောင်နေပေးသနာတော်မူးနေတယ်ဆိုတာခမည်းတော်လက်ခံခြင်းနဲ့လို့လက်မခံခြင်းနဲ့လို့ကျုပ်ပြုံးဆိုင်ဒါပဲကျုပ်မြဲမပြောဘူးမြဲလည်းမပြောဘူးနော်ကျုပ်အပေါ်မှာအလိမ်အညာတွေနဲ့လှုပ်တော့သူတနေ့တစ်ချိန်ကြာလို့ရှိရင်နော်ကင်းကွာသွားလိမ့်မယ်ဆိုတာကျုပ်သိပြီးသားနော်ကျုပ်အပေါ်မှာလိမ်ညာလှုပ်ဆောင်တော့သူဒီတနေ့တစ်ချိန်ကြာလို့ရှိရင်မှန်ကန်သောလှုပ်ရလို့နဲ့လှုပ်ရဤဘုရားသခင်အလိုတော်အတိုင်းဖယ်ကွင်းသွားမယ်ဆိုတာယုံကြည်လိုက်တော့ကျုပ်တလောက်ပဲပြောတယ်ကျုပ်ကိုပိတ်တဲ့လူတွေပိတ်ခြင်းတို့ပိတ်နော်ကျုပ်ကကဘာမှာပတ်စံရရှိဖို့အရေးကျုပ်မှာဒီကဘာအတွက်လှုပ်ဆောင်နေခြင်းဒီကျုပ်ကိုဘယ်သူမှလည်းထောက်ပံ့ပေးခြင်းမရှိဘူးကျုပ်တော့ဦးတယောက်ထိခိုင်ခိုင်မာမာနဲ့ဒီဇိုင်းမမှန်သွားနေတယ်ဆိုတာဒီကဘာလုံးကိုပြောလိုက်တယ်